ကိစ္စတွေလည်းပြောချင်တယ်ကျွန်တော်တို့သတင်းမှလည်းအများကြီးတွေ့နေတာဒါကတော့လူပေါင်းစုံပေါ့နော်လူပေါင်းစုံဒါရေးချင်ရေးခွင့်ရှိပါတယ်ပြောချင်တယ်ပြောခွင့်ရှိပါတယ်စိုးစဲချင်စိုးစဲခွင့်ရှိတယ်ဟောနော်လက်ရှိကကျွန်တော်တို့စီမှာကကျွန်တော်အရင်တော့လည်းခဏကျွန်တော်ပြောမှုတဲ့စကားရှိတယ်တတိတွေကကျွန်တော်စီမှာမနေပါဘူးနော်တတိတွေကဒီလိုနေရာသေးလေးမှာဘာမှစင်ခံစရာကောင်းစရာလည်းမရှိတဲ့နေရာမှာမရှိပါဘူးသူတို့ကရှင်းပြောရင်ကျွန်တော်လေးလာတလောက်ဆိုရင်ဟာလာငွေကြီးလဲချမ်းသာတဲ့လူတွေကသူတို့လုံခြုံပြီးတော့မှဒီလောက်ပြဿနာတွေရှုပ်ထွေးတဲ့နေရာမှာပဲတတိမှလည်းမနေပါဘူးဆိုလိုကြီးကနောက်ပြီးတော့ဒီရေမြေပထဝီနေထားရကြည့်မယ်ဆိုလို့ရှိရင်မကောင်းတာလုပ်တဲ့လူကတော့ကြီးလို့လွယ်တဲ့နေရာမှာပဲသူနေမှာပေါ့အဲ့တော့ဆိုလိုကြီးကကျွန်တော်တို့စီမှာအဲ့တတိတွေနဲ့ပတ်သက်ပြီးရွှေ့ပြောင်းထားတာလုံးဝမရှိပါဘူးကျွန်တော်တို့ဒီကာလဒီမှာဒီတွေ့ဆုံတွေကခုနကလည်းကျွန်တော်သတင်းမီဒီယာတွေကိုကျွန်တော်ပြပေးခဲ့တာလည်းရှိမှာပါเนาะဒါကကျွန်တော်မြန်မာနိုင်ငံသားတွေကသူတို့လက်ရှိတက်ဆိုင်ရာတရုတ်တွေထွက်ပြေးသွားတဲ့အတွက်အလုပ်တွေကြိုက်တယ်မရှိလာတာဖြစ်တဲ့တချို့အလုပ်ကြိုက်ရှိတဲ့လူကဈေးရောက်တဲ့လူတွေကဈေးဆိုင်ဖွင့်ထားပြီးနေခဲ့မှာပေါ့ဟိုတယ်ရှိတဲ့လူဟိုတယ်ဖွင့်ထားတယ်နေခဲ့မှာပေါ့ကျန်တဲ့မရှိတဲ့လူကတော့မြန်မာနိုင်ငံမြန်မာပြည်ပွားတရုတ်တွေပဲပြန်နေကြတာဒီလက်ရှိကင်မရာပေါ်မှာရှိတဲ့အရာတွေကလည်းအဲ့တော့ကျွန်တော်တို့တရုတ်တွေကိုကျွန်တော်ပို့ဆောင်ခြင်းလုံးဝမရှိပါဘူးဟုတ်ကဲ့